သားသုံးတသားကိုကျွန်တော်အသားစားခင်ကာလကကျွန်တော်အလွန်ကြိုက်ပါတယ်ကျွန်တော်အကြိုက်ဆုံးအသားဝတ်သားလည်းပြောလို့ရပါတယ်အဲဒါကြောင့်မလို့တကယ်တမ်းကြီး vegan ဖြစ်သွားတဲ့အချိန်မှာအမေကအမြဲတမ်းစားလေးရှိပါတယ်ဝတ်သားမလွမ်းဘူးလားဂျီအိုမလွမ်းဘူးလားဆိုပြီးတော့ well here's my story vegan တယောက်ဖြစ်ပြီးတော့ဘာဖြစ်လို့အသားနဲ့တူတဲ့အသားကိုစားရလဲဆိုလို့ရှိရင်ဒါကကျွန်တော်တို့ vegan တွေအတွက်ကိစ္စမရှိတဲ့အရာတစ်ခုဖြစ်ဒါပေမဲ့အသားစားသူအမြင်မှာတော့ဒါသူတို့ရဲ့ religion နဲ့ပတ်သက်ပြီးဖြစ်သူတို့ရဲ့စိတ်ထဲမှာစိတ်နဲ့တောင်ပြင်မာလို့မရဘူးဆိုတော့ဒီ conservative ရှေးရွဆန်တဲ့အရာတစ်ခုနဲ့အမြဲတမ်းမေးလိမေးထားရှိပါတယ် so ဒီအရာရဲ့သားထားပြီးတော့ကျွန်တော်ဒီဟင်းချက်လေးတွေကိုမျှဝေပါမယ်သူကတော့ frozen နေနဲ့လာပါတယ်ကျွန်တော် defrost လုပ်ရပါတယ်ပြီးတော့ကျွန်တော် brown sugar ကိုသုံးပြီးတော့စီတက်ပါတယ်ကျွန်တော်တို့ခုနကမြေကောင်းလေးနဲ့သူ့ကိုနှဲထားတာဖြစ်ပါတယ် brown sugar နဲ့စီတက်တဲ့အခါမှာမိတ်ဆွေတို့သိရတဲ့အတိုင်းပဲအရသာချုံမွေးစိတ်တွေထွက်ပါတယ်ရီနဲ့ထည့်ပြီးတော့ဆက်ပြီးတော့ချက်တယ်ပဲငယ်များရေး mushroom sauce နဲ့အဓိကထားပါပဲကျွန်တော်တို့ရီနဲ့ထည့်ပြီးတော့9မိနစ်လောက်ထည့်ချက်လိုက်တယ်ပြီးရင်အပေါ်ကနေပြီးတော့နည်းနည်းမီးနဲ့အုပ်လိုက်တယ် that's it tastes really good to be honest wow